Hello မမေတို့ရေကျမတို့တွေမိခင်တွေရလေနော်အိမ်မှုကိစ္စတွေလည်းလုပ်ရတယ်သားသမီးတွေပညာရေးအတွက်လည်းထောက်ပံ့ရတယ်သူတို့ရဲ့စာဝတ်နေရေးတွေလည်းပံ့ပိုးပေးရတယ်ပေါ့အိမ်မှာနေပြီးတော့အလုပ်မလုပ်တဲ့အမေတွေဖြစ်ပေမဲ့လည်းအရန်ပင်ပန်းရတယ်အလုပ်လုပ်တဲ့မမေတွေကလည်းသားသမီးတစ်ဖက်နဲ့သားသမီးပညာရေးကိုလုပ်ပေးရမလားသားသမီးရဲ့ကျန်းမာရေးကိုလုပ်ပေးရမလားအိမ်မှုကိစ္စလုပ်ရမလားဆိုပြီးတော့မမေတွေကအရန်ပင်ပန်းပါတယ်ကျမကလည်းတာမန်မမေတယောက်ပါရှင်ကျမကတာမန်မမေဖြစ်ပေမဲ့လည်းကျမကအခုချိန်မှာဆိုရင်ကျမရဲ့မိသားစုအတွက်ကျမရဲ့သားသမီးတွေအတွက်ကျမရဲ့အိမ်တော်ဘက်အတွက်ပေါ့နော်ကျမကအပေါ်ဝင်ငွေရှာတဲ့နီလန်လေးတစ်ခုကိုကျမတွေ့ရှိပြီးတော့ကျမကလှုပ်ဆောင်ခဲ့ပါတယ်ရှင်ယခုဆိုရင်လည်းကျမက9နှစ်ကျော်6နှစ်ကာလဖြစ်ခဲ့ပါပြီကျမကဘာလို့လုပ်တာလဲဆိုရင်ကျမကအသက်အာမခံကိုယ်စားလှယ် financial planner ဆိုပြီးတော့ဒါရှိလိုက် insurance မြန်မာနဲ့လက်တွဲလှုပ်ဆောင်ခဲ့ပါတယ်ကျမရဲ့စူးစမ်းမှုကျမရဲ့မိသားစုရဲ့ခွန်အားတွေနဲ့ကျမရဲ့စူးစမ်းမှုကြောင့်အခုချိန်မှာဆိုရင်လေကျမက senior business director တယောက်လည်းဖြစ်ခဲ့ပြီပေါ့နော်ဒါကြောင့်မမေတို့အနေနဲ့အိမ်တွင်းပုံးမနေဘဲနဲ့မမေတို့အတွက်အပေါ်ငွေရှာခြင်းနဲ့မမေတို့စူးစမ်းမှုတွေကိုအတိမတ်ပြုခံခြင်းနဲ့ဆိုရင်တော့ကျမတို့လိုတင်းချက်စီကာနဲ့လက်တွဲပြီးအသက်အာမခံဝန်ဆောင်မှုကိုယ်စားလှယ်အနေနဲ့လှုပ်ဆောင်လို့ရပါတယ်ဒီလိုလှုပ်ဆောင်မှုအတွက်တော့မမေတို့ကအခြေခံအထက်တန်းဆင့်အနည်းဆုံးအောင်မြင်ရပါမယ်ဘွဲရထားတဲ့ဆိုရင်လည်းပိုကောင်းပါတယ်ရှင်ကျမတို့ပို့ချတဲ့သင်တန်းတွေကိုတက်ယူရောက်ပြီးတော့မမေတို့ရဲ့ပတ်ဝန်းကျင်မမေတို့ရဲ့မိသားစုမမေတို့ရဲ့ဆွေမျိုးတွေကိုအသက်အာမခံဝန်ဆောင်မှုအကြောင်းကိုမျှဝေပေးရင်းနဲ့မမေတို့ရဲ့ကိုယ်ပိုင်အခြေအနေပိုင်ဆိုင်နိုင်အောင်ကိုယ်ပိုင်ဝင်ငွေတွေရရှိနိုင်အောင်လုပ်ဆောင်နိုင်ပါတယ်ရှင်ဒါတွေဟာတကယ်တော့ပုံမြင်မဟုတ်ပါဘူးကျမရဲ့တကယ်အဖြစ်ဖြစ်ပါတယ်တကယ်တော့မမေတို့တွေကအရန်ကိုခွန်အားရှိတဲ့တန်မာတဲ့မိခင်တွေဖြစ်တဲ့အတွက်မမေတို့မှာခွန်အားတွေရှိတယ်စူးစမ်းမှုတွေရှိတယ်ဝရိယတွေရှိတယ်ဆိုရင်မမေတို့ကျင်းသေးအောင်မြင်ပျော်ရွှင်တဲ့အလုပ်လုပ်နိုင်တဲ့မိခင်ဘဝကိုရရှိမှာဖြစ်ပါတယ်သူတစ်ပါးအလုပ်လုပ်ဆရာမလို့ပဲနဲ့မိမိရဲ့ကိုယ်ပိုင်လုပ်ငန်းပုံစံမျိုးလုပ်ကင်လို့ရတာဖြစ်တဲ့အတွက်ကျမကတော့ဒီလုပ်ကိုအင်မတန်မျက်နှိုးတယ်အင်မတန်သဘောကျတယ်ဒါကြောင့်မမေတို့ကိုလည်းလုပ်ကင်ဖို့အတွက်အမြဲတမ်းတိုက်တွန်းပါတယ်မမေတို့ဘာသိကျင်လဲမိခင်တွေမျိုးသမီးတွေဘာသိကျင်လဲကျမနဲ့အချိန်မီဆက်သက်လို့ရပါတယ်ကျမကမမေတို့ကိုပဲအဓိကပြောပြမယ်လေအမျိုးသားတွေရောဖေဖေတို့ရောအကုန်လုံးလုပ်လို့ရပါတယ်ရှင်အဓိကတော့ကျမကမိခင်တွေကိုခွန်အားဖြစ်စေခြင်းတဲ့အတွက်မမေတို့ဦးစားပေးပြောပေးမယ်ပေါ့နော်ညီသူမဆိုအထက်တန်းအဆင့်အောင်မြင်နေဆိုရင်တင်းချက်စီကလည်းဆက်သွယ်နိုင်ပါတယ်ရှင်